အိမ်ဝင်းအတွင်းမိမကြီးယူညံပလဲတွေချမ်းသာပြီးဟာဟာဟာနင်းရေသူလူမဟုတ်ဘူးလားအမျိုးသားအာလန်ဤအကိုယူညံတော်ပါတော့ယူညံပါဆက်ပိတ်ထားနင်းငိုလေနေ့လေကတော့ကနေတစ်ဆက်ကြခဲ့တယ်မဟုတ်ဘူးလားရေသူလူဒါနာလို့ကြတာနင့်အတွက်မဟုတ်ဘူးယူညံမနာသေးလို့ပေါ့ဒါဆိုနင့်ကိုငါနာအောင်ထပ်လုပ်ပေးမယ်ရေသူလူနေရဲတယ်ပေါ့ယူညံအောင်မြင်ပြီးတကယ်ပလဲဖြစ်သွားပြီတလုံးဆိုရင်တင်ဘဝပြောင်းဖို့လုံလောက်ပြီအမျိုးသားအာလန်ပြန်လာရင်ဘယ်လိုလုပ်မလဲယူညံသူ့ဟာသူနာလို့ငိုတာလို့ပြောလိုက်နင်းစကားပူပြောရဲရင်နင့်ကိုပါပညာပေးဖြစ်မယ်မွဲတာကမှဝစ်ကြွေးကြတာပလဲဆိုင်အတွင်းအလုတ်တင်ဆိုင်ရှင်ပြင်ပမှာအမျိုးသမီးတယောက်ရောက်နေပါတယ်သူ့စီမှာအလင်းရောင်ထွက်တဲ့ပလဲရှိတယ်လို့ပြောပါတယ်ဆိုင်ရှင်ဝူဆိုင်ရှင်အလင်းရောင်ထွက်တဲ့ပလဲဟုတ်လားဝင်လာခိုင်းလိုက်ယူညံဆိုင်ရှင်ပုတ်လဲဝင်မလားဆိုင်ရှင်ဆိုင်ဖွင့်ထားတာပလဲမဝယ်ပဲနေမလားကြည့်ပါရစေဦးအလုတ်တင်ဆိုင်ရှင်ဒီပလဲကသူ့ဟာသူလင်းနေတယ်ဆိုင်ရှင်ကျိုးမျိုးသမီးဒီပလဲကဘဲကရတာလဲယူညံဘိုးဘွားစင်ဆက်လက်ထက်ကလေးကရှိတာပါပတ်စံရေးတကြီးလိုနေလို့ထုတ်ရောင်းတာဆိုင်ရှင်ဘိုးဘွားစင်ဆက်ပလဲကဘာလို့ပင်လေရဲ့ညီနှံရနေရတာလဲယူညံဈေးပဲပေးပါဆိုင်ရှင်ပုံမိုတဲ့စကားတွေမမေးပါနဲ့ဆိုင်ရှင်လာရစမြစ်ကိုတေချာမေးတာကပလဲဆိုင်ရဲ့စီကံပဲယူညံစီကံကဘလောက်တန်လို့လဲဒီပလဲကိုမြို့ထဲသွားရောက်ရင်ဒီထက်မကမြင့်တဲ့ဈေးရမှာဆိုင်ရှင်ဒင်္ဂါပြတရားယူညံဒင်္ဂါပြတရားဒီလောက်ကောင်းတဲ့ပလဲကိုမှတရားတဲလားဆိုင်ရှင်လာရမတေချာဘူးလေဒီထက်မြင့်လို့မရဘူးနဲတဲ့ထင်ပြန်ယူသွားနိုင်ပါတယ်ယူညံအယောင်းဝယ်အထမြောက်ပြီးဆိုင်ရှင်ကျိုးမျိုးသမီးဒီလိုပလဲမျိုးနစ်လက်ထဲမှာကြံသေးလားယူညံဆိုင်ရှင်ကဈေးကိုသဘောယူပေးရင်နောက်လဲရှိလာနိုင်တာပေါ့ဆိုင်ရှင်ဒါဆိုကျိုးမျိုးသမီးစီကတည်င်းကောင်းကိုစောင့်နေပါမယ်ယူညံဒီညက်တာမှန်မဟုတ်တဲ့ယတနာကိုပင်လေတဲ့ပြန်ပို့မဲ့သူရှိရင်ဆိုင်ရှင်ဝယ်အောင်မလားဒုတိယမြောက်ပလဲကိုမြင်ချင်ရင်ဒီညတကောင်ရန်တောင်ကောက်ကန်းချီကိုလာခဲ့ပါကန်းချီနဲ့အိမ်အာလန်ကန်းချီတွင်နည်းနည်းလောက်အောက်ထားပါဦးခဏနေရင်နင့်ကိုပြန်ပို့ပေးပါမယ်အာလန်အိမ်တို့ရောက်သောအခါစောင်းဟန်ရေထဲကိုမထိနဲ့စားပြတွေအာလန်ဒါဘသူလောက်တာလဲအကိုဒါဘသူလောက်တာလဲယူညံဘာလို့မေးနေတာလဲသူဟာသူနာလို့ငိုတာဘသူကိုသွားပြစ်တင်ချင်တာလဲအာလန်နင်သူ့တန်ရာပေါ်စားပြတွေဖြူလိုက်တာလားယူညံငါမဖြူရင်သူငိုပါမလားသူမငိုရင်ကျမ်းမိသားစုအတွက်ငွေတွေဘယ်ကရမလဲအာလန်နင်သူ့မျက်ရည်ကိုရောင်းစားလိုက်တာလားဒင်းကားတရတဲ့နဲ့ယူညံကျမ်းအာလန်နင်တစ်သက်လုံးပင်လေတဲ့ဆင်းရင်တောင်ဒင်းကားတရရှာနိုင်မှာမဟုတ်ဘူးအာလန်သူဒီလောက်နာကျင်နေတာကိုနင်ကပတ်စံအတွက်ရောင်းစားရတယ်လို့ယူညံနင်ကောင်းမြတ်ချင်ရင်ကျမ်းမိသားစုရဲ့ထမင်းကိုမစားနဲ့နင်သူ့ကိုလွတ်ပေးလိုက်ရင်လွတ်ပေးလိုက်တာကတမိသားစုလုံးရဲ့ချမ်းသာစည်းစိမ်ပဲယူညံအာလန်နင်ငါ့ကိုရိုက်တယ်ပေါ့အာလန်ဒီတပားရိုက်တာကသူ့အတွက်ရိုက်ပေးတာယူညံကောင်းပြီကျမ်းအာလန်နင်ကပင်လေတဲ့ကတတဝါကောင်အတွက်နဲ့မရီကိုရိုက်တယ်ပေါ့အာလန်သူတတဝါမဟုတ်ဘူးနင်ကမှတတဝါနဲ့တူနေတာယူညံဒါဆိုလဲငါကြည့်တာပေါ့ဒီညနင်သူ့ကိုဘလို့ပြန်ပို့မလဲဆိုတာရေသူလူသူရေသူပလဲရဲ့ဈေးနှုန်းကိုတိသွားပြီးအခုငါ့ကိုပြန်ပို့ရင်နင့်အတွက်တိတ်အန္တရာယ်များလိမ့်မယ်အာလန်သူတိသွားလို့ပဲနင့်ကိုထားလို့မရတော့တာအကိုအာလန်ငါကူထမ်းပေးမယ်အာလန်မလို့ဘူးအကိုငါတကယ်ကူချင်တာပါစနုပ်ကငါသူ့ကိုမတားနိုင်ခဲ့ဘူးငါမိုက်မဲခဲ့လို့ပါအာလန်အကိုမတားနိုင်ခဲ့တာမဟုတ်ဘူးမတားရဲခဲ့တာအကိုတကယ်ပဲအပြစ်ရှိတယ်လို့ခံစားရရင်ယူညံကိုအိမ်မှာဆွဲထားပေးပါအကိုကောင်းပြီငါသူ့ကိုဆွဲထားပေးမယ်တောင်ကောက်ကန်းကြီးအာလန်ရှေ့ကိုထပ်သွားရင်လင်းယုံနှုတ်ပြီးကြောက်ဆောင်ရောက်ပြီရေသူလူလှိုင်းတန်တွေနီးကပ်လာပြီလူဆိုးအဖွဲကျိုးမျိုးသမီးပြောတာတကယ်ပဲရောက်လာပြီဟာကျိုးမှာဖူဖူကြီးနဲ့အတော်လေးလှုပ်ဝက်ထားတာပဲအာလန်ကျိုးယူညံနေငါနောက်ကိုနောက်ယောင်ခံလိုက်လာတာပေါ့ယူညံငါနောက်ယောင်ခံစရာမလိုပါဘူးနင်တကယ်လာမယ်ဆိုတာငါသိနေတာဆိုင်ရှင်ဤတပည့်ကျိုးမျိုးသမီးဆိုင်ရှင်ပြောထားတယ်အရှင်အိမ်ပြန်ခေါ်ခဲ့ရမယ်ငွေကြေးကိုတော့ပို့ပေးမယ်တဲ့အာလန်နင်ပလဲဆိုင်ကလူတွေကိုပါခေါ်လာတာပေါ့ယူညံဒင်းကားတရဆိုတာပထမတစ်လုံးနဲ့အတွက်ပဲနောက်ကလာမဲ့စီးစိမ်တွေကိုနင်ပင်လေတဲ့ပြန်ပြစ်မခံနိုင်ဘူးရေသူလူနင်တကယ်ပဲဒီဒီရေကိုတားဆီးရတာပေါ့ယူညံငါဒီဒီရေကိုမတားပါဘူးငါငွေကြေးကိုတားတာရေသူလူကိုခြံထားခဲ့ယူညံသူမငိုရသေးဘူးအာလန်စောင်းဟန်ရေရောက်ပြီးနင်းတောင့်ထားပါငါနင့်ကိုချပေးမယ်
ရေသူလူငါသာရေလိုင်းနဲ့ရောက်သွားရင်သူတို့ငါ့ကိုတားနိုင်မှာမဟုတ်ဘူးယူမြန်သူ့ကိုရေထဲမစင်းစေနဲ့လူဆိုးမိန်းကလေးဒုက္ခမရှာပါနဲ့တော့ဒီလောက်ကြီးတဲ့အကောင်ကိုပခုံးပေါ်တင်ပြီးနင်းထွက်ပြေးလို့မလုပ်ပါဘူးအာလန်ဘသူမဆိုရှစ်တလန်းထက်တက်ရင်ငါမညာလာတော့ဘူးဆိုင်ရှင်ဤတပည့်ဆိုင်ရှင်ကအရှင်လိုချင်တာရေသူအမီးကိုမထိခိုက်စေနဲ့အာလန်ကူးခတ်တော့ရေသူလူတန်တန်ရာအာလန်သူ့ကိုမထိနဲ့ရေသူလူလွတ်လိုက်